အားလုံးပဲမင်္ဂလာပါ Tasty Vlog ကနေကြိုဆိုပါရစေဒီနေ့တော့တက်တွေးကြော်ရဲ့ငပြည့်တိုးစရာလေးနဲ့စားမှာဖြစ်ပါတယ်ဒါကမိုးရင်းကလာမှာပဲရတဲ့စကားလေး6လောက်တုပ်လေးစက်တက်တွေးကြော်ကကျွတ်လေးနဲ့စားလိုက်လို့ရှိရင်နူးညံ့နေရပဲပြီးတော့ငပြည့်ဆွဆွလေးနဲ့ထမင်းနဲ့စားရလဲရမ်းကိုစားလို့ကောင်းလာမယ်တလို့စားပြီးတိုင်းပို့ပို့ပြီးစားကြတယ်တက်တွေးကြော်နဲ့ငပြည့်တိုးစရာလေးနဲ့ထမင်းစားရတာဘိုက်ကိုတင်းသွားတာပဲဗီဒီယိုလေးကိုဘောကြရဆိုရင် like and follow နဲ့ share လေးလုပ်ပေးကြဖို့လည်းမင်းနဲ့အောင်เนาะနောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်